ချစ်တောင်းသာသနာနေမြေကြွလာသူပြိတ္တပေါင်းရေလိုအေးလိုပဲလို့မူပါစေညချင်းချီခါလာရောင်ဖျားဖျားရုပ်ကိုမကောင်းနန်းကိုသုံးငါဆရာတော်ဖရာကြီးရဲ့မြတ်တရားရေးအောင်မှာသုံးခုသောနှောက်ရှက်တာစီမကြုံတွေ့ရပေ